ဇေယဇေယဇေယ ဟာငါတို့ဘယ်လိုဖြစ်တာလဲပြောဦးလေဘယ်လိုဖြစ်တာလဲပြောပါဦး ဇေယဇေယဇေယနိုးလိုက်မယ် ကိုယ်လိုဖြစ်ပြီးနိုးလာတယ် ခဏနေစင်ပြေသွားမှာပါနိုင်ရတော့အားလည်းချက်တင်သွားလိုက်မယ်ခါလိုက်တော့ဟာဇေယဘယ်လိုဖြစ်တာလဲဟမ်ဟာငါတို့ဘယ်လိုဖြစ်တာလဲပြောဦးလေဘယ်လိုဖြစ်တာလဲပြောပါဦးဘယ်လိုဖြစ်သွားကြတာလဲဟောနားလည်းအောင်ရှင်းပြကြဦးလေကွာဘယ်လိုဖြစ်သွားကြတာလဲလို့ ဟာနေဘာလဲနေဦးလေးနေတော့မရှိတော့ဘူး ပြရတာလေ နေ ဇေယဟာတို့နေကိုဒီမျိုးနဲ့ဆူဆိုတာဟောအစောကြီးတွေကဘာလို့ဖွင့်မပြောခဲ့တာလဲကွာဟမ် မြမတနိုင်ငံလုံးမှာရှိကြတဲ့ကားချစ်သူပြည်သက်ကြီးခင်ဗျာအိမ်စီးကားတန်းတန်လေးတွေစီးကျင်တယ်ဆိုရင်ဖြစ်ကျွန်တော်တို့ရဲ့ကေတုမလီရှိုးတို့ကိုကြွားခဲ့ပါလို့ကျွန်တော်ကြော်သူကဖိတ်မှန်ကပြပါတယ် ဟုတ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီကေတုမနီကားရှိုးရုံးမှာဆိုရင် EV ကားတွေရောနောက်ပြီးတော့0ကီလိုတွေရောလာရောက်ဝယ်လို့ရပါတယ်အရစ်ကြဝယ်ခြင်းတဲ့သူတွေအတွက်လည်းဒီမှာအဆင်ပြေအောင်ကျွန်တော်တို့စီစဉ်ပေးပါတယ်ခင်ဗျာ နောက်တစ်ခုချီသေးတာကကျွန်တော်တို့ကေတုမလီရှိုးတို့ကဝယ်သွားတဲ့ကားလေးတွေကိုနောက်ထပ်မော်ဒယ်အသစ်ကလေးတွေဒီဇိုင်းအသစ်ကလေးတွေကာလာအသစ်လေးတွေချင်းနေတယ်ဆိုရင်လည်းကျွန်တော်တို့ချင်းပေးပါတယ်ခင်ဗျာ အဲဒါကြောင့်ကားချစ်သူမိဘပြည်သူများကိုကားဝယ်မယ်ဆိုရင်တော့ကေတုမနီကားရှိုးရုံးကိုလာရောက်ဝယ်ယူဖို့အတွက်ကျွန်တော်တို့က recommend ပေးပါတယ်